ကဘာပေါ်မှာအစင်းရဲဆုံးနဲ့စိတ်ဖိစီးမှုအများဆုံးနိုင်ငံလေးတစ်ခုကလူတွေဟာ TV မြင်ကွင်းတစ်ခုကိုကြည့်ပြီးအားရပါရလက်သီးလက်မောင်းတန်းကစူညံစွာအားပေးနေကြပါတယ်။အဲ့ဒါကတော့ Joshua Fan ရဲ့ UFC ပွဲစဉ်ပဲဖြစ်ပါတယ်။မပျော်ရွှင်မှုတွေကြားကိုယ်နိုင်ငံနဲ့ပတ်သက်လာရင်အမြဲအားငယ်နေရတော့မြန်မာတွေအတွက်မြန်မာအလံကိုကင်ဆောင်ပြီးပွဲထွက်လာတဲ့ Joshua Fan ဟာကြီးမားတဲ့အားအင်တစ်ခုဖြစ်စီတာတော့အမှန်ပါပဲ။ Joshua Van တယောက်အနေနဲ့လဲမြန်မာပြည်အနှံ့ပြကမတူညီတဲ့တန်းချီတဲ့ပရိသတ်တွေဟာချန်ပီယံဆုကိုကာကွယ်နေတဲ့သူ့အတွက်အားအင်အပြည့်နဲ့ထောက်ခံအားပေးနေတယ်ဆိုတာကိုသိစေချင်ပါတယ်။ဒီနေ့မှာတော့ Japan Fighter Taira ကိုအလဲထိုးနိုင်ခဲ့တဲ့အချိန်မှာမြန်မာလူတို့ရဲ့အားပေးဝန်းရံမှုကဘလောက်ထိပြင်းထန်နေဆိုတာကိုအထင်အရှားမြင်တွေ့ခဲ့ရမှာပါ။မညီညာမှုတွေနဲ့အခက်အခဲတွေကြားကနေ Joshua Van ရဲ့နိုင်ပွဲဟာမြန်မာလူတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုအောင်မြင်မှုရရှိစေတယ်လို့အတိုင်းမသိပျော်ရွှင်မှုကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။အဖက်ဖက်ကနှိမ့်ကျနေတဲ့မြန်မာတွေအတွက်ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုပါပဲ။အောင်လအန်ဆန်းပြီးရင် MMA လောကမှာလူသိများလာတဲ့ Joshua Van ဟာမတူညီတဲ့ပြိုင်ပွဲတွေမှာမြန်မာတွေအတွက်ဂုဏ်ယူစရာမြင်ကွင်းတွေကိုဖန်တီးပေးနေပါတယ်။ဘဝရဲ့စိန်ခေါ်မှုတွေဖိနှိပ်ခံရမှုတွေနဲ့မလုံခြုံမှုတွေကြားကနေတန်းပေါင်းများစွာသောမြန်မာတွေအတွက်ကြည်နက်စရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်လာခဲ့ရပါတယ်